မဟုတ်တယ်မဟုတ်သူက no entry ရှိတဲ့တော့လို့မရပါကင်လည်းမတွေ့ဘူးနော်အခုရောက်တော့မှာဟုတ်တော့စားစရာလေးတာရေရှာကြည့်ပါကင်ရေရှားပါရမယ်လားကားပါကင်တိတ်ကမိပါစားမဲ့တယ်မရှိကားတွေထွက်လာကြတယ်စက်တီ